ချင်းတစ်ပုဒ်ကိုအဆုံးထိမဆိုရခြင်းအကြောင်းရင်းကိုဖွင့်ဟပြောဆိုလာတဲ့အောင်စပူတချင်းတစ်ပုဒ်ကိုဆုံးအောင်မဆိုပဲပရိသတ်ကိုမိုက်ထိုးပေးရတဲ့အကြောင်းရင်းကိုပြောလာတဲ့အောင်စပူရဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်တချင်းတစ်ပုဒ်ကိုဘယ်တော့မှဆုံးအောင်မဆိုလို့ဝေဖန်ခံရတာကတော့ဇက်မင်းသားအောင်စပူပါအောင်စပူကအခုချိန်မှာမြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးဇက်မင်းသားလို့ဆိုရမှာပါအောင်စပူကအခါကောင်းပြီးတော့ရုပ်ရည်ကလည်းကိုရီးယားမင်းသားလေးလိုချုံမောလာပနေတော့ပရိသတ်တွေကချစ်ခင်အားပေးနေကြတာဖြစ်ပါတယ်။ဒါပေမဲ့အောင်စပူရဲ့ထူးခြားတဲ့အချက်တစ်ခုကတော့တချင်းတစ်ပုဒ်ကိုဘယ်တော့မှဆုံးအောင်မဆိုတာပါပဲ။ဒါကြောင့်လဲလူတွေကအောင်စေပူကရေသားခိုးတဲ့ဆိုပြီးတော့ပြောကြပါတယ်။အောင်စေပူကတချင်းတစ်ပုဒ်မှာစာသားနည်းနည်းလောက်ကိုပဲတည်ဆိုတာဖြစ်ပြီးတော့ကျန်တဲ့အချိန်မှာပရိသတ်တွေကိုမတ်ကန်ပေးတာများပါတယ်။ဒါအပြင်တချင်းဆိုရင်လည်းသူကအရှိမခြေမြောက်လက်မြောက်ကနေပြီးတော့နောက်ကလူတွေကတီးဆိုပေးတာပါဒါကြောင့်လဲလူတွေကအောင်စပူတချင်းမဆိုတက်ဘူးလားလို့ဝေဖန်ကြပါတယ်အခုခါမှာတော့အောင်စေပူကသူ့တချင်းတစ်ပုဒ်ကိုဆုံးအောင်မဆိုရတဲ့အဓိကအကြောင်းရင်းကိုပြောခဲ့တာပါအဲ့ဒါကတော့အောင်စေပူကသူဆိုတဲ့တချင်းတွေဟာပရိသတ်တွေရပြီးသားနားထောင်ဖူးပြီးသားမို့လို့ပရိသတ်တွေကိုပျော်ပျော်ပါးပါးအတူတူဆိုလို့ရအောင်မိုက်ကန်ပေးတာဖြစ်ကြောင်းဒါအပြင်သူကအဆိုတော်ဖြစ်တချင်းတစ်မျိုးသာဆိုရတာမဟုတ်ပဲဇန်မင်းသားဖြစ်လို့စကားရရတာနှစ်ပါးသွားကားရတာစတာတွေကြောင့်အတန်ကိုချွေတာတဲ့အနေနဲ့တချင်းကိုတေချာမဆိုတာဖြစ်ကြောင်းမဆိုတတ်လို့မဟုတ်ကြောင်းရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်